Hello, SVK ကနေပြောကြဆိုပါတယ်ကျွန်မကတော့ဒီချယ်ဝေပါအခုကျွန်မဒီဗီဒီယိုလေးမှာပြပြချင်တဲ့အကြောင်းအရာလေးကကလေးငယ်လေးတွေမှာဖြစ်လေဖြစ်တာရှိတယ်ဒီအလေးအကျင့်လေးတစ်ခုပေါ့နော်အမှကလေးငယ်လေးတွေကလက်သေးကြိုက်တာဒီစပင်းကြီးဆွဲတာခြေထောက်တွေလက်တွေအဆက်မပြတ်လှုပ်နေရလေးကိုခဏခဏမြင်မှုကြပါတယ်တချို့ကတော့လည်းတတိမထားမိဘူးပေါ့နော်ရံပန်ရံကလောက်တာမျိုးဆိုရင်တော့လည်းပြဿနာမရှိပါဘူးဒါပေမဲ့ကလေးငယ်လေးတွေကဒီလိုမျိုးဖြစ်တဲ့လေးတွေကိုခဏခဏလှုပ်နေတယ်ဆိုရင်တော့ကျမတို့ဆရာမတွေဖေဖေမေတို့အနေနဲ့တတိထားပြီးတော့ပြုပြင်ပေးရမယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့ကြပြီဆိုလို့ရှိရင်ကျမတို့ကမဟန့်ပဲနဲ့ပေါ့နော်မလုပ်ဖို့တခုပဲကိုပဲမပြောဘဲနဲ့ကျမတို့အနေနဲ့ကလေးငယ်လေးတွေကဘာကြောင့်မို့လို့ဒီလိုအကြောင်းအရာတွေကိုဖြစ်နေရလဲဆိုရဲအကြောင်းရင်းကိုကျမတို့ရှားရပါမယ်ဒီပတ်ဝန်းကျင်မှာအဆင်မပြေလို့လားစိတ်လှုပ်ရှားနေလို့လားနေမကောင်းဖြစ်နေရလားဒီကြောက်နေရလားဆိုရဲစတဲ့အကြောင်းရင်းကိုရှားပြီးတော့မှသူ့ရဲ့ဒီအကျင့်လေးတွေကိုဆွဲမလာအောင်ကျမတို့အနေနဲ့ဖျောက်ဖျက်ပေးဖို့လိုအပ်ပါတယ်ရှင်ဒါဆိုရင်ဖေဖေမျိုးအနေနဲ့လည်းဒီဖြစ်ရလေးတွေတွေ့ရဆိုလဲကျမတို့ရဲ့ဒီဗီဒီယိုခမအောက်မှာရေးခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ကြမယ်နော်